ဒီနေ့မော်တို့ကလေဒီလိုမျိုးပန်းပွင့်ချက်ကိုကြော်လေးကြော်စားဖြစ်ပါတယ်ကြည့်လိုက်ပါဦးအယောင်အစင်းလေးလာတယ်နော်တရုတ်နန်းလေးပါထည့်ထားပြီးရဲ့ဒီနေ့ခန်းချင်းဒီအယောင်လေးနဲ့လာနေရပဲအနံ့မိုးမွေးလေးနဲ့စားလို့အရန်ကောင်းပါတယ်ရှင်ဘယ်လိုကြော်လဲဆိုတာတစ်ချက်လောက်လိုက်ကြည့်ချက်နော်အရင်ဦးဆုံးပန်းပွင့်လေးတွေကိုမကြည့်မသေးလေးအဲ့လိုမျိုးချွေချလိုက်ပါမယ်စိတ်တော့ရှည်ရတယ်နော်ပန်းပွင့်ကလည်းအရင်ကြည်သွားရင်လည်းစားလို့တိတ်မကောင်းလို့လေစစ်စစ်လေးချင်းတော့ချွေလိုက်တာပေါ့နော်ချွေပြီးတာပန်းပွင့်လေးတွေကိုခဏလောက်စားရည်နဲ့ခဏလောက်စိန်ထားပေးလိုက်မယ်နော်။ဘာဖြစ်လဲဆိုအထဲမှာရှိနေတဲ့ပိုးမွားလေးတွေထွက်လာအောင်လို့လေရှိမရှိတော့မမြင်ရတာလေနော်။စားရည်စိန်ပြီးတော့ပန်းပွင့်လေးတွေကိုလေနှစ်ထပ်သုံးထပ်လောက်တော့ရေလေးနဲ့ကောင်းကောင်းလေးပြန်ဆေးလိုက်မယ်နော်။ပန်းပွင့်ဆေးပြီးတော့ပြီဆိုတော့ထဲချိုဖို့ချက်တွန်ဖြူချက်တွန်နေခရမ်းချင်းဒီလေးကိုလာပြီးတော့ဆက်လုပ်လိုက်မယ်နော်ခရမ်းချက်တွန်ဖြူလေးကိုတော့3မွာလောက်ပဲထည့်လိုက်ပါတယ်မော်ဒီနေ့နောက်ပြီးတော့ချက်တွန်နေကိုတချမ်းလောက်ထည့်လိုက်မယ်နော်တချမ်းကြီးတဲ့ပဲချမ်းပေါ့နော်နောက်ပြီးခရမ်းချင်းဒီတစ်လုံးလောက်ထည့်လိုက်မယ်နော်ခရမ်းချင်းဒီလေးကထိတ်လေးကိုအရင်ဖယ်ပြီးမှဒီလိုမျိုးအစိတ်လေးတွေနဲ့ချက်ချမ်းပြန်ပိုင်းလိုက်တာနော်အကုန်လုံးအစင်တင်းဖြစ်သွားပြီဆိုတဲ့ခါကျတော့အိုးလေးကိုအပူလာပေးလိုက်ပါမယ်နော်ဒီမှာပါဝင်ပစ္စည်းလေးတွေကတော့ပန်းပွင့်ရချက်တွန်ဖြူချက်တွန်နေခရမ်းချင်တီချက်ဥနောက်ပြီးတော့တရုတ်နန်းလေးပေါ့နော်နောက်ပြီးတော့အရသာထဲရမယ့်အရသာလေးတွေပါအစင်တင်းလှုပ်ထားလိုက်ပါပြီအိုးလေးလည်းပူသွားပြီဆိုတော့စီနည်းနည်းလေးထည့်လိုက်ပါမယ်နော်အိုးကပူနေပြီးသားဆိုတော့စီရလည်းတခါတည်းဆိုတော့ပါဝင်ပစ္စည်းလေးတွေကိုတခါတည်းထည့်ကြော်လိုက်ပါမယ်ချက်တွန်ဖြူချက်တွန်နေကနွမ်းတော့ပြီဆိုတဲ့အခါကျတော့အခုမှခရမ်းချင်သေးလေးထည့်လိုက်ပါမယ်ခရမ်းချင်သေးလေးနုံတော့အောင်အယောင်တင်လေးထည့်ပြီးတော့ခဏလေးအဖုံးလေးနဲ့အုပ်ထားလိုက်မယ်နော်အခုတော့ခရမ်းချင်လေးရသွားပြီဆိုတော့မော်တီခုပါထည့်မယ်ဆိုတော့ကြောက်ခလောက်ထားတဲ့ကြောက်ဦးလေးနှလုံးကိုရထည့်လိုက်မယ်နော်တချို့ကတော့ပြီးမှထည့်လဲရတဲ့ကြောက်ဦးကလေမောကတော့ဒီခုကြောက်ကိုအရင်ထည့်လိုက်တာပါကြောက်ဦးလေးရတော့မှဆိုတော့ခါကျတော့လေးပန်းပွင့်လေးထည့်ပြီးတော့အဖုံးလေးခဏအုပ်ထားလိုက်ပါမယ်အခုတော့ပန်းပွင့်တဲ့ကြောက်ဦးလေးတမသွားအောင်အထက်အောက်လမ်းပေးလိုက်မယ်နော်အယောင်လေးကလာလိုက်တာဒီခုအရတာလေးစထည့်မယ်နော်စားလေးနည်းနည်းထည့်လိုက်ပါမယ်ဒီခါကျရင်စက်သားမုံလေးထည့်မယ်နော်ပြီးရင်တကြားနည်းနည်းထည့်မယ်နည်းနည်းလေးပဲနော်ပြီးတဲ့ခါကျရင်ရှည်နွေးနည်းနည်းလေးထည့်လိုက်ပါမယ်အရတာလေးလည်းထည့်ပြီးသွားပြီဆိုတော့တမသွားအောင်မွေထားပြီးသွားပြီဆိုရင်ခဏလောက်အဖုံးလေးအုပ်ထားလိုက်မယ်နော်ဒါတော့တရုတ်နန်းလေးပါကြိုက်ရင်လည်းထည့်လို့ရတယ်မကြိုက်ရင်လည်းမထည့်လည်းရတယ်နော်ဒါပေမဲ့ဒီနေ့ရမောကထည့်မှာပါဒါပေမဲ့အများအပြားတော့မထည့်ကြအောင်ပေါ့နော်တရုတ်နန်းကိုလေးတာပေမဲ့တရုတ်နန်းထည့်လိုက်တာနဲ့အနံ့လေးကလေမွေးတဲ့လာပြီးတော့လေစချင်ပွဲလေးဖြစ်သွားနောက်ပြီးတဲ့ခါကျတော့လေအယောင်အစင်းလေးလည်းပိုတက်လာတယ်နော်တရုတ်နန်းကအစိမ်းဆိုတော့လေပန်းပွင့်ကအဖြူနောက်ပြီးတော့ခရမ်းချင်ကြီးကအနီလေးဆိုတော့ခါကျတော့အယောင်လေးလည်းပိုလာတယ်အနံ့လေးလည်းပိုမွေးတယ်အရသာလေးလည်းပိုကောင်းသွားတာပေါ့နော်ပန်းပွင့်ကြော်လေးရပါပြီကျေးဇူးအများကြီးတင်ပါတယ်